အားလုံးမင်္ဂလာပါရှင်ရှင်များပြလုံးလက်တွေရောက်တာလို့နော်လက်နေတွေကို Christmas မီချုပ်မယ်ဆိုရင်မိသေးရနော်အချစ်စိမ်းနဲ့ပြင်မယ်လာယူပါရှင်အချစ်စိမ်းနဲ့ပြင်မယ်နော်ပုံမှန်9000ပွဲတက်ကိုရှင်တွေကရှော့ပေးမယ်ဒီနေ့နေကိုပဲနော်နောက်ကကာလာတွေမရှော့ဘူးဘာလို့မဟုတ်နောက်ကကာလာတွေကလိုချင်တယ်ဆိုဒီဗီဒီယိုထဲမှာရှော့လိုက်မယ်နော်နောက်ကကာလာတွေကလိုချင်တယ်ဆိုရင်လည်းရှင်တွေကဒီဗီဒီယိုထဲမှာချစ်လို့ကိုတေချာရှော့ပေးရနော်ဟောနော်အဲ့ဒါဗီဒီယိုလေးကိုတေချာလေးကြည့်ထားပေးပါရှင်နော်ဒီမှာလက်နေကို special နော်အရန်ကိုလာတော့ပိုးစိုးပတ်ဆက်လာတော့လက်နေဆိုတာရှာမရှာနော်ဒီလက်နေတွေကိုတစ်ချက်ရှုပါအောင်အရန်လာတော့ပြည့်လုံးလက်နေတွေရထားလို့ပါရှင် Christmas မိပေးရနော်ချုံမယ်ဆိုရင်မိပါသေးရဲ့ရှင်အဲ့ဒါလိုချင်တယ်ဆိုလာယူနော်လိုချင်တယ်ဆိုလာယူနော်အချစ်စင်ပုံမှန်9500ကိုဒီဗီဒီယိုထဲမှာရှင်တွေကရှော့ပေးမယ်နော်ဒီဗီဒီယိုထဲမှာရှင်တွေကရှော့ပေးမယ်ဆိုတော့တစုံယူတာနဲ့ရှင်တွေကအိုးစိုးပတ်ဆက်လာတော့နော်ရှင်တွေကဒီမှာနော်ကိုယ့်ရဲ့ကာကာလေးတွေကိုဝစ်စေခြင်းတဲ့အနေနဲ့ဒါရှော့ပေးတာနော်ဟောရှင်တွေရဲ့ကာကာလေးတွေကိုရှင်တွေကဝစ်စေခြင်းတဲ့အနေနဲ့ရှော့ပေးရပါရှင်9000ဘဲကိုရှင်တွေကရှော့ပေးမယ်နော်ဒီဗီဒီယိုထဲမှာဆိုရင်93,500လည်းယူချစ်လို့1500ရှော့ပေးလိုက်မယ်နော်ချစ်လို့ကပုံမှန်ဈေးတဲ့1500ရှော့ပေးမယ်နော်လက်ကားဝယ်တဲ့မမကြီးတွေတော့မှဒီဈေးလက်ကားဝယ်တဲ့မမကြီးတွေမြင်ရှင်စီကိုစိတ်မဆိုးပါနဲ့နော်ရှင်စီကတေချာဝစ်တဲ့ကာကာလေးတွေကိုလည်းချစ်တဲ့အနေနဲ့ပြီးတော့ရှင်စီကမွေးလာလေးမှာအဲ့လိုသဘောမျိုးလေးနဲ့ရှင်စီကရှော့ပေးရနော်ဒီဗီဒီယိုပြီးနောက်ကျရင်9000ဝယ်မနော်နောက်ကျရင်9000ဝယ်ပုံမှန်ဈေးဖြစ်သွားပြီနော်ဒီဗီဒီယိုထဲမှာပဲ93,500နဲ့ရမယ်နော်ဘယ်နဲ့စုံမဲယူ93,500ပါရှစ်လိုချင်နေဆိုရင်လာယူနော်ဆယ်ဆုံးယူမယ်ဆိုရင်တော့ထက်လျှော့ပေးမယ်9ဆုံးဆိုရင်မလျှော့ပေးတော့ဆယ်ဆုံးယူမယ်ဆိုထက်လျှော့ပေးမယ်နော်ဆယ်ဆုံးယူမယ်ဆိုရင်ထက်လျှော့ပေးပါမယ်ရှင်အရန်လာတော့နော်နတ်နေကြိုက်တော့မှမများနော် Christmas မီပါသေးရဲ့ရှင်ဝါဒီစုံလေးဆိုရင်လာတာပဲနော်လိုချင်နေဆိုရင်လာယူပါရှင်ဒါရွှေစင်တို့လက်ရက်ထက်စစ်ပါနော်လက်ရက်ထက်စစ်ပါရှင်ဆက်ရတယ်မဟုတ်ဘူးနော်လက်ရက်ထက်စစ်ပါရှင်အပြင်မှာ6000ကျော်ရောင်းနေတယ်ဒီလိုမျိုးလက်ရက်ထက်နော်လက်ရက်ထက်စစ်ပါရှင်ဆက်ရက်ထက်နဲ့မှားနေမှာဆိုလို့နော်ရှင်ဒါလက်ရက်ထက်လေးပါရှင်ရှင်စီတီပြစ်လို့လေးကလက်ရက်ထက်စစ်ပါရှင်ဆက်ရက်ထက်ဆိုရင်တော့ရှင်တို့ဒီစီမရှိဘူးပေါ့နော်မှားမှာဆိုလို့ရှင်ရဲ့ကာကာလေးကိုရှင်ချစ်တဲ့အနေနဲ့နော်ပြောပြတာပါဒါလေးကလက်နဲ့တေချာရက်ထားတဲ့လက်ရက်ထက်လေးပါကာလာလေးတွေလိုချင်နေဆိုရင်လည်းရှိရနော်ဒါ Christmas မီဝစ်ချင်နေဆိုရင်လာယူနော်မိသေးရနော်လာယူပါရှင်မိသေးရနော်ပိုးစုပတ်ဆက်လာတော့နက်နီကြီးတွေကိုရထားပလို့ပါရှင်ကိုယ့်ရဲ့ကာကာလေးကိုရှင်ချစ်တဲ့အနေနဲ့နော်